မင်္ဂလာပါဒီဇင်ဘာရဲ့သတို့သမီးဆိုတဲ့ဝတ္ထုတိုဇာတ်လမ်းလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်လူတိုင်းမှာဘယ်တော့မှမေ့ပြလို့မရတဲ့ပထမဆုံးအချစ်ဆိုတာသိတတ်ကြပါတယ်ကျွန်တော်တို့တော့အဲ့ဒီပထမဆုံးအချစ်ဟာအေးဆက်ဆက်ဒီဇင်ဘာလရက်တွေနဲ့တူရောက်လာခဲ့တဲ့နွေဦးဆိုတဲ့ကောင်မလေးပါပဲကျွန်တော်တို့ကငယ်ငယ်ချင်းတွေဖြစ်ခဲ့ကြပြီးတယောက်ကိုတယောက်အချိန်ကြာကြီးတိတ်တိတ်လေးတန်ရောစင်ပြောခဲ့ကြတာပါကျွန်တော်တို့ကြားမှာချစ်တယ်ဆိုတဲ့စကားလုံးကိုပုံပြောခဲ့ကြပေမဲ့ကြည်ချင်းစုံရုံနဲ့တင်ရင်ခုန်တန်တွေကိုအပြန်အလှန်နားလည်ခဲ့ကြပါတယ်ကျွန်တော်ဂရိတွေအများကြီးပေးခဲ့ပြီးတယ်တနေ့ကျရင်မင်းကိုစောင်းညှက်ဦးရန်ကော်ဖီဆိုင်လေးမှာကိုယ်တိုင်ကော်ဖီဖြော်တိုက်ပြီးတစ်သက်လုံးစောင့်ရှောက်သွားမယ်လို့ပေါ့ဒါပေမဲ့ဘဝဆိုတာမျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘူးလေကျွန်တော်ရဲ့အိမ်မက်တွေမိသားစုတာဝန်တွေကြောင့်ကျောင်းပြီးတာနဲ့နိုင်ငံခြားကိုထွက်ခွာပြီးအလုပ်ကြိုးစားခဲ့ရတယ်ခဏလေးစောင့်ပါနေဦးလို့ကျွန်တော်ပြောခဲ့ပေမဲ့အဲ့ဒီခဏလေးဆိုတာက9 နှစ်ကျော်ထိကြာမြင့်သွားခဲ့ပါတယ်။စာပိုင်းမှာဖုန်းတွေအမြဲဆက်ဖြစ်ခဲ့ပေမဲ့အချိန်အပိုင်းခြားကွာခြားတာတွေအလုပ်ဖိအားတွေကြောင့်ကျွန်တော်တို့ကြားမှာအဖက်မတင်တဲ့တိတ်ဆိတ်မှုတွေကနေရာယူလာခဲ့တယ်။ຫນွေဦးသူတယောက်တည်းထီးကျန်နေချိန်တွေဝမ်းနည်းပြီးငိုနေခဲ့ရတဲ့ညတွေမှာကျွန်တော်သူမအနားမှာမရှိပေးနိုင်ခဲ့ဘူးကျွန်တော်ကဘာကြီးရဲ့ဖက်ချမ်းမှာငွေရှာဖို့ပဲရုန်းကန်နေချိန်ຫນွေဦးရဲ့အနားမှာတော့သူမကိုအရေးတကြီးကြီးနဲ့ဂရုစိုက်ပေးတဲ့အဖော်ပြုပေးတဲ့ချားကောင်လေးတယောက်ရောက်ရှိလို့လာခဲ့ပါပြီသူမကကျွန်တော်ကိုအကြာကြီးတစ္ဆာရှိရှိစောင့်ခဲ့ပါတယ်ဒါပေမဲ့ဂရိတွေပဲပေးပြီးနားမှရှိမနေတဲ့ကျွန်တော်ကိုမျောလင်းရတာအားရင်ကုန်ခန်းသွားတဲ့အခါຫນွေဦးကသူမကိုတကယ်တန်ဖိုးထားပြီးလက်တွေ့အနားမှာရှိသေးတဲ့အဲ့ဒီလူရဲ့လက်ကိုကင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ကျွန်တော်မြန်မာပြည်ကိုပြန်ရောက်တဲ့နေ့ကဒီဇင်ဘာလရဲ့နှင်းမုန်တွေဝင်နေတဲ့နေ့တစ်နေ့ပဲဒါပေမဲ့ကျွန်တော်သွားခဲ့တာကကျွန်တော်တို့ချင်းတွေ့ဘူးတဲ့နေရာလေးမဟုတ်ပဲຫນွေဦးရဲ့မင်္ဂလာဧည့်ခံပွဲစီလိုပါခမ်းမလေးကိုကျွန်တော်လှမ်းဝင်လိုက်တဲ့အချိန်မှာပဲအဖြူရောင်သတို့သမီးဝတ်စုံလေးနဲ့တိတ်ကိုလှပနေတဲ့ຫນွေဦးကိုမြင်လိုက်ရတယ်သူမရဲ့မျက်နှာထက်မှာတကယ့်ကိုစိတ်အေးချမ်းသာစွာနဲ့ပျော်ရွှင်နေတဲ့အပြုံးကိုတွေ့လိုက်ရတဲ့အခါကျွန်တော်ရင်ထဲမှာစို့တက်လာခဲ့ပါတယ်အဲ့ဒီအပြုံးတွေကကျွန်တော်ပေးဆပ်ဖို့ပျက်ကွက်ခဲ့တဲ့ပျော်ရွှင်မှုတွေပေါ့ရိုးသားကောင်လေးကຫນွေဦးကိုစင်ပေါ်မှာသေချာတွဲပေးပြီးဂရုတစိုက်ကြည့်နေတာမြင်တော့မှຫນွေဦးမင်းလူမှန်ကိုရွေးချယ်ခဲ့တာပဲလို့ကျွန်တော်စိတ်ထဲကနေတိုးတိုးလေးပြောမိပါတယ်မင်္ဂလာပွဲပြီးလို့လူများကြားထဲကနေကျွန်တော်အဝေးကိုလှည့်ထွက်လာခဲ့ပါတယ်ကျွန်တော်တို့ရဲ့အတိတ်ကဂရုတွေဟာခုတော့လေထဲကနှင်းမုန်လေးတွေပဲပျောက်ကွယ်သွားခဲ့ပါပြီချစ်ရသူကိုခြားတစ်ယောက်ရဲ့လက်ထဲထည့်ပေးလိုက်ရတာရင်နာဖို့ကောင်းမှုနဲ့မင်းကိုအထီးကျန်အောင်ထားခဲ့မိတဲ့ငါရဲ့အမှားတွေအတွက်ဒီလိုအဆုံးသတ်ကသင့်တော်ပါတယ်မင်းမင်းရဲ့ဘဝအတွက်မှာအဝေးကနေငါပေးခဲ့တဲ့နာကျင်မှုတွေအကုန်မေ့ပျောက်ပြီးအမြဲတမ်းပြုံးနိုင်ပါစေနှုတ်ဆက်ခဲ့ပါတယ်ငါရဲ့ပထမဆုံးချစ်ဦးလေး